ဟလိုပဲအဖေမင်းညရရမင်းကိုဖုန်းနေစက်တိုက်ခေါ်နေတာမင်းဘယ်လျှောက်သွားနေတာလဲဘယ်မှမသွားပါဘူးဖေဒါအိမ်မှာပဲအိပ်ပျော်နေလို့ဖုန်းလာတာမသိလိုက်တာဒါနဲ့တားကိုဖေပြောစရာရှိသေးတယ်မောင်နေကကြောကြောင်းလာတက်မှာမလို့တားနဲ့တူလာနေဖို့ဖေလွတ်လိုက်တယ်သူဒီနေ့ရောက်လာလို့ရှိရင်ပြောတာလေးကိုကူညီပေးလိုက်ပါဦးဟာအဖေအဲ့ကောင်ကဒီမှာဘာလို့နေမှာလဲ သူတက်မဲ့ကြောင်းနဲ့လည်းနီးတယ်လေကွာမင်းတယောက်တည်းဖြစ်နေတာဆိုတော့ခေါ်ရအောင်လို့ဖေလွတ်လိုက်တာဟုတ်ပါပြီဖေဒါဆိုလည်းတားလို့ဆက်စီရလို့တော့လေဖေလည်းနောက်မှလာခဲ့ပါဦးဟောဖေဟောဟာလာလို့တာလေကုန်ရောက်လာပြီရောက်လာပြီအေးရောက်ပြီရောက်ငါမင်းတော့ပန်းဝင်လာတယ်ဟေ့မင်းပါလို့လိုက်ရတယ်ငါကမင်းကြိုက်တဲ့ပန်းစီလို့ဝယ်လာတာလေဟေ့မင်းအပိုးရမလုံးနဲ့ကွာမင်းလဲမင်းအမေကိုငါအဖေယူလို့သဘောမတူအေးငါလည်းမကျင်နဲ့အဲ့တော့မင်းနဲ့ကနေတယောက်ကိုတယောက်ဟန်ဆောင်နေစရာမလိုဟုတ်ပြီအေးကောင်းတာပေါ့ငါလည်းအဲ့လိုပဲနေမှာဒီထဲမှာမင်းနေလိုက်အိမ်ုံလည်းကြည့်ပါဦးဖုံနေပြီပဲရှုပ်ပွားနေရပဲဒါနဲ့မင်းကဒီကိုဘာလို့လာလဲကျောင်းလာတော့တာပေါ့ကွာဘယ်ကျောင်းတက်မှာမင်းတော့မဟုတ်ပါဘူးငါခန်းထဲဝင်တော့မယ်ဝေးနေရပါကွာဘာကြောထားလဲဘာလို့နေရလဲပူလုံးစားအောင်လာစားတယ်မင်းတို့ကြောင့်စားလားမစားလားတော့ငါမသိဘူးငါကတော့ငါကြိုက်တာငါကြော်ထားတာစားမယ်ငါအကုန်စားတယ်မင်းတို့ညစ်ပတ်တဲ့ကောင်လို့မင်းစားပြီးသားပဲကန်မျိုးငါဆေးလိုက်ရတာမှအများကြီးပဲအခုတော့စားပြီးမင်းနဲ့ခါရဲဆေးွားတော့ဟျောက်ဆေးရမယ်ကွာဖိတ်လို့ငါမနိုင်ဘူးနော်ဒီမှာထမင်းစားပြီးပန်းလေးဆက်စားလိုက်ငါတို့ကြောင်းတော့နောက်ကြတယ်ငါများအိမ်မက်မက်နေတာทุกทีเฮ้ยทุกทีငါဝင်လာမယ်နော်ငါမရောက်အဲ့တော့ငါမင်းအမေကိုအခန်းတိုင်းနဲ့ကြိုဆိုရမှာဟမ်မင်းကငါတို့နဲ့ကိုလာတွေ့ရလေကွာငါအမေကိုအတိပေးအောင်မရှိရနော်ထွက်တွေ့တာမတွေ့တာတော့မင်းအပိုင်းငါသွားမယ်တားတို့ကြိုက်တဲ့မုံဟင်းကားလေးချက်လာတာတားတို့နဲ့အတူတူစားကြလို့တားကိုစောင့်နေတာဟုတ်ကဲ့ဒီမှာတားကြိုက်တဲ့အကျော်လေးထည့်စားနော်မောင်တို့တဲ့ဟုတ်ကဲ့
ဒါကတော့မမေသားလေးကြိုက်တဲ့ဘဲကြော်လေးရဲ့ဥပဲဦးလေးရဲ့ အဲ့ဒါကြောင့်မို့လို့လေမမေကိုဒါအရန်ချင်နေရတာ မလေးဟုတ်ပါပြီကဲဆဆပူတော့လေးနော်စားကောင်းရလားမောင်ထုတဲ့ ကောင်းပါလေအန်တီ ဒီနေ့အန်တီကနေကကြောကိုအပြင်လိုက်ပို့ပေးမလို့ ဟောဟုတ်လားအန်တီကောင်းတော့ဗောသူလည်းပြည့်ရဆိုတော့မပြင်းတော့ဘူးဗော ဟုတ်တယ်မောင်ထုတဲ့ရဲ့နေကကြောကလေ8889တော့တငယ်ချင်းတွေတော့ရှိပါမလားမသိဘူးကွယ်အဲ့ဒါနဲ့ဟိုကမောင်ထုတဲ့ပါလိုက်ခဲ့ပါလား မလိုက်တော့ဘူးအန်တီကျွန်တော်ကတငယ်ချင်းတွေနဲ့တွေ့ဖို့ချင်းထားလို့ဗျာ အော်အေးထည့်စားနော်ဒီမှာအကျော်လေးလည်းထည့်စားဟင်းရည်လေးလည်းတောင်းနော်အဲ့ဆိုအန်တီတို့တော့ရမယ်နော်မောင်ထုတဲ့ ဟုတ်ကဲ့ဒါထိုင်အောင်ကွာသူတဲ့လာထိုင်လေကွာဒါအမအမနာနဲ့နော်ဟောသူတဲ့ကိုလည်းမင်းညီကိုရင်းလို့သဘောထားလို့ရတယ်ဒါအန်တီနန်းရဲ့ဒီရဲ့မင်းမေလို့သဘောထားရမယ်နော်တာနေကကြောအခုလိုရတာချင်းဦးပြောပါနော်ဘာမှအမနာနဲ့ဦးသားသူတဲ့ကိုလည်းတာရဲ့ညီကိုရင်းလို့သဘောထားလို့ရပါတယ်အေးကောင်းပြီကွာတို့ရေစကားပြောလိုက်ကြအောင်အဖေတို့လည်းအရှိမစကားထွက်ပြောလိုက်အောင်နော်မင်းငါ့ကိုမှန်တော့စမ်းမင်းငါ့ဖေကိုမုန်းတယ်မှာ ဟေ့မင်းဘာလို့ဖြစ်နေရလဲ ဒီမဲ့ငါကတော့လေမင်းအမေနဲ့ငါ့ဖေကိုလုံးဝသဘောမတူ ငါ့အောင်သဘောတူတယ်လို့မင်းကထင်နေရလားမင်းအဖေတို့အဖိုးကြီးနဲ့လေငါ့အမေကိုငါသဘောမတူဘူးကွာ ဟဲ့သဘောမတူရင်မင်းတားရမှာလေကွာအခုဟာမင်းကနေစိမ့်လုံးနေ ဟေ့ငါ့အောင်မတားခဲ့ဘူးလို့မင်းထင်နေတာ တော်စမ်းပါကွာမင်းလည်းအလိုတူလိုပါပဲနေမှာပေါ့ငါအဖေကချမ်းသာရလေ ဟေ့ ညမင်းငါ့ကိုထိုးလိုက်တယ်ငါအိမ်မော်နဲ့တက်နေငါ့ကိုလည်းလက်တီးနဲ့ယူတော်တော်လူဘာဝတယ်ကောင်မအေးတူတာကိုပတ်စံနေမဟုတ်တော့တုံးလို့ဖြုံလို့ကောင်းနေကြတယ်ပေါ့လေ ရော့မင်းရဲ့တော့တဲ့ငါ့အမေထည့်ပြလိုက်တာ နေကကြောဟဲ့အောင်နေကကြော မင်းတကားဟောက်မှမသိတာလားကဲပြောဘာပြောမှလဲငါစာဖတ်နေတယ် ဟဲ့မင်းမိပါလေတခြားလှုပ်ရှားလုပ်တွေမရှိတော့ဘူးလားဟမ်တရက်ကွာ shopping တွေထွက်လိုက်တငယ်ချင်းတွေနဲ့ရှောက်လဲလိုက်တယ်ဒါပဲလုပ်တယ်ဟုတ် ဘာဖြစ်လို့လဲမင်းအဖေကုံယုံကြီးရှာသမျှငါအမေကထိုင်ဖြုံးနေတော့မင်းကဒေါသတွေတိတ်ထွက်နေရတယ်အဲ့ဆိုမင်းအဖေကိုသွားပြောလေသူတော့ဘာမှမပြောတာမဟုတ်ဘူးလား ငါအဖေကမပြောလဲမင်းအမေကတိတက်ရမှာပေါ့ကွာ ဟာဒါသူတို့လင်မြန်းညောင်ကိစ္စပါမင်းအဖေမကြိုက်ရင်ကွာလိုက်မယ်မင်းနဲ့ဘာဆိုင်လို့မင်းကဝင်ပါနေရတာ ပါရမှာပေါ့ဒါရအကုန်လုံးကငါအမေပိုင်ခဲ့တဲ့ပစ္စည်းတွေကြီးပဲငါအမေများကွာဘလောက်တနာဖို့ကောင်းလဲဟမ် ဟဲ့ထူးတဲ့ ဘာလဲ မင်းရဲ့အတူအရင် drama ဆက်မနေဘူးလား ဘာကွာဘာလို့မှဆန္ဒလဲ ဟုတ်တယ်လေမင်းအမေကတတိသမီးဘွားနဲ့ကြီးပြင်းလာပြီးတော့အချိန်တော့သူချစ်ရတဲ့ယောက်ျားကိုလက်ထပ်ယူရတာသူမဆုံးခင်ပါလေမင်းရဲ့အဖေရဲ့နဲ့တူတူတခြားပျော်ပျော်ရွှင်ရွှင်နေသွားခဲ့ကြတာပဲလေ
မင်းအဖေကမင်းအမေစုံပြီးတော့မှငါအမေကိုလက်ထပ်တာဘာလဲမင်းကမင်းအဖေကိုတယောက်တည်းနေခိုင်းမလို့လား ငါလေငါအဖေကိုဘေးမိမနဲ့ဖြစ်သဘောတူတယ်မင်းအမေဖြစ်နေလို့သဘောမတူတာရှင်းလား မင်းသဘောမတူလဲမင်းအဖေကချက်တယ်လေပြီးတော့သူ shopping ထွက်နေတာလေလဲပတ်နေရတယ်သဘောကျအဲ့ဒါဘာလို့လဲသိလား စင်းမိလို့နေမှာပေါ့ ချစ်လို့ကွာချစ်လို့သူချစ်ရတဲ့မျိုးသမီးပျော်ရွှင်နေလို့လေသွားပါတော့ကွာမင်းတို့သဘောသားသေးသေးနဲ့ကောင်းလေအချိန်မပြီးစကားပြောမိတာငါမှားတာ ဟဲ့ရောက်ဒီကားကြောင့်တကားဖွင့်စမ်းတကားဖွင့်လို့ပြောနေရလေခြူစီမသားဒီကားကြောင့်ဟာ ဟဲ့ ဟာလေ မင်းခဏအတန်ကြီးကြားလို့ဘာလဲမင်းဘယ်အောင်နေပြန်ပြီလားဟိုစိတ်ရောတောက်ပြီးသွားပြီလား အဲ့ဒါမင်းနဲ့မဆိုင်ပါဘူးမထွက်သွားလိုက် ဟဲ့ဒါခေါင်းမနေရမယ့်အချိန်မဟုတ်ဘူးနော်အခက်မတင်မင်းစေးရောက်လာရောက်သွားနိုင်တယ်ငါမင်းကိုမေးနေလေစေးတောက်ပြီးသွားပြီလားလို့ဒီကောင်ကွာဟဲ့ဒီစေးလား 到了。မင်းဘိုက်စာနေသေးလားငါတခုသွားပြီးစီစဉ်ပေးရအောင်ရှော့ပူပူလေးတော့လားမဟုတ်တော့တော့ဟဲ့အရန်ပူနေ မသိပါလေမင်းကလေ မင်းလည်းစံမြတ်တော့မင်းနားတော့ကွာဟိုငါလည်းအခန်းပြန်တော့မယ်မိပိတ်ခဲ့အောင်မလား ငါတက်တာရဲ့အထိခဏနေပြီလို့မရဘူးလား ဟုတ်ငါလည်းနေပေးမလို့ပါပဲဒါပေမဲ့မင်းနောက်ဆက်ဖြစ်မှာစိုးလို့ပါ ဒါနဲ့လေငါစိတ်ထဲမှာအရင်သိကျင်တဲ့အားတစ်ခုရှိတယ်ငါမင်းကိုမေးမလို့ အေးမေးလေ ငါဖေမင်းကိုမိုးဖိုးကြီးလက်ဆင်ပေးနေရကွာအဲ့ပတ်သက်တည်းကဘေးရောက်ကုန်လို့အခုလို trend မရှိရဲ့အင်ကြီး brand မရှိရဲ့အင်ကြီးအစပ်ပလုတ်တွေမင်းဝတ်နေရလေပြီးတော့မင်းအပြင်စားလည်းတစ်ခါမှမစားဘူးတငယ်ချင်းတွေနဲ့ရှောက်သွားတယ်တစ်ခါမှမမြင်ဘူးမင်းတငယ်ချင်းရောရှိလား ဟျောက်ထုတဲ့မင်းပြဿနာဘာလဲသိလား ဘာလဲ မင်းကောင်တအားစိတ်ဝင်စားနေရလေ ဘာ တော်ပြီကွာငါသွားတော့မယ် ပြီးတော့ ဘာလဲမင်းရဲ့ဖေဖေရဲ့မုတ်ကိုတွေဘယ်ရောက်လဲမင်းသိကျင်တာမလားခဏစောင့်ရော့ ဘာကောင်းလဲကွာငါတီးချင်ကိုမေးတယ်ကိစ္စ ရမင်းကတော့လိုက်နေရ မလိုက်ပါဘူးငါကြောင်းသွားနေရလေ လမ်းအောင်လဲကြည့်အောင်လေမင်းသွားမယ်ကြောင်ဟိုဘက်လမ်းမဟုတ်ဘူး မဟုတ်ဘူးငါရှင်းနာမှာဝေစရာရှိလို့ ဟဲ့မင်းကတော့လိုက်နေရမလား ဟာငါမင်းဘန်ဆောင်မပေးရသေးလို့ပြန်ပေးမလို့ ဖေးဖေးဖေး ရပါ ဖေးဖေးနဲ့သွားတော့ ညမင်းမကောင်းမလေးရှိလား မင်းကဘယ်လိုထင်လို့လဲ မရှိဘူးလို့ထင်လို့လေ အေးဟုတ်တယ်မရှိဘူး ဒါဆိုကောင်းလေးရော ဟဲ့မင်းဘာတွေပြောနေရလဲမင်းရမ်းသိကျင်နေလားတ
သိကျင်တယ်ဆိုလို့ရှိရင်မင်းတို့တပတ်ဖြစ်ရစာမေးပွဲမှာအဆင့်တက်လာမယ်ဆိုလို့ရှိရင်ငါမင်းသိကျင်တာကိုပြောပြမယ်အေးအခုတော့ငါနောက်ကိုမင်းဆက်လိုက်နေတယ်ဆိုလို့ရှိရင်မင်းအဖေကိုဖုံးဆက်ရလိမ့်မယ် ပြန်လာပြီလားထမင်းစားရအောင်ငါမသိတဲ့ဟင်းချလာပြီ ငါပြီးခဲ့တဲ့ဆံမွေးမှာအစက်တက်လာတယ် အဲ့တော့ငါမကောင်းလေးရှိမရှိလို့မင်းသိကျင်လားမလား ဟုတ်တယ်ဟုတ်မင်းကငိုင်းနေပါချက်တက်လာလား ချက်တက်တယ်ငါဘာမှဖြစ်ချက်တက်တယ်စားကြရအောင်လေ နေပါဦးမစားခင်လေးအဖြစ်အရင်ပေးဦး မရှိဘူး ဒါဆိုရင်မင်းမကောင်းလေးရောကောင်မလေးရောမရှိဘူးပေါ့ ဟုတ်တယ်မရှိဘူးစားတယ် မင်းကအဲ့လိုကူးဆိုင်ပြနေလို့ငါမျိုးချစ်မိသွားခြင်းလေဒီကကြောငါမျိုးချစ်မိလို့ပြောနေတယ်ကွာ အဲ့တော့ငါရောမင်းကိုချစ်ပါလေလို့ပြန်ပြောပေးရမှာလား ဘာမင်းကအတိုးရင်တော့မပြောနဲ့ နောက်အပတ်စာမေးပွဲကြလို့ရှိရင်မင်းအဆင့်တက်ခဲ့မယ်ဆိုရင်ငါမင်းကိုလိုချင်တဲ့အဖြေပေးမယ်အခုတော့ငါစာအုပ်သွားဝယ်လာရုံပဲမင်းတကားတွေကိုတခြားပိတ်နော်နေကင်းကဟိုဘက်လိုက်ကိုတခုတ်တက်သွားလို့တဲ့ ဟာဘာစမွေးမှာအစ်စ်တဲ့အဖြေပေးမယ်ဟုတ်လားမပေးနဲ့ကွာမပေးနဲ့တက်လုံးမပေးနဲ့ခွေးကောင်ဒီကချိုငါ့ကိုယူအောင်လုပ်နေတာကွာအမှန်ဆိုရင်မင်းနဲ့ငါနဲ့ကချစ်သူတွေဖြစ်ရတော့မှာလေကွာမောင်နီကာကျိုးကျေးဇူးတင်ရမယ်ထူးတစ်ကိုဘယ်လိုမြတ်ပုံနဲ့ပြောင်းလဲပေးလိုက်တာလဲအခုဆိုရင်ထူးတစ်ကစာရေးကြိုးစားပြီးအရင်ကလည်းပို့တော်လာတယ် ရပါတယ်ဦးလေးကဟိုထုတစ်ကလည်းငကိုတွေကတော်နေပြီးသားမဟုတ်လို့ပါ ဒီကောင်ကညံလေးမစိုးပေမဲ့ဦးလေးကိုအရွက်တိုက်ပြီး तू လုံနေတာဦးလေးသိတယ်ဒါကြောင့်မလို့မောင်နီကာကျိုး तू နဲ့နေဖို့လွတ်လိုက်တာပါဟိုဦးလေးကလည်းရှေးဥစွဲသမားမဟုတ်လို့လားတော့မသိဘူး
မောင်နီကာကျော်ရဲ့ပြောပုံဆိုနေပုံထိုင်ပုံတိတ်သဘောကျတာ ဟိုမဟုတ်တာဦးလေးရာဟိုကျွန်တော်ကဦးလေးထင်တယ်လို့မျိုးမတော်ပါဘူးဗျ ကဲပါသူတိအရင်ကလည်းပို့တော်လာတဲ့အတွက်ဦးလေးရဲ့ဂရီတိုင်းမောင်နီကာကျော်ကိုချက်လက်မှတ်ပို့လိုက်မယ်နောက်ထပ်လည်းဦးလေးရဲ့တာကိုကြည့်ရှုဖို့အပ်ပါတယ် ဟုတ်ကဲ့ဦးလေးကျေးဇူးတင်ပါတယ်ဗျ ကဲဒါဆိုဦးလေးပြန်လိုက်တော့မယ်မောင်နီကာကျော် ဖေမင်းဘာလုပ်တာလဲ မင်းကျင်နေပြီလားနေကကြောမင်းငါမစီရှိရနေမင်းထွက်သွားဟဲ့ဒီရောမငါ့ကိုတက်စမ်းပါ သူတဲ့ငါမင်းကိုစတွေ့ရထိမိသွားတာပါကွာတွေ့ချင်းမှာမင်းကငါ့ကိုအရင်မုန်းနေခဲ့တာလीအဲ့ဒါကြောင့်ငါလည်းမင်းအနာကိုရောက်မလာနိုင်ခဲ့ဘူးမင်းအရာထွက်သွားတော့ငါအရင်ဝမ်းနေနေခဲ့တာကွာအဲ့ဒီအချိန်မှာမင်းအဖေကငါ့ကိုအပေးယူတစ်ခုလို့ကိုကန့်လန့်ခဲ့တယ်ငါလည်းမင်းနောက်ကိုရောက်ချင်စောနဲ့ဝမ်းတာပြီးတော့လက်ခံခဲ့တယ်ပြီးတော့ငါမင်းကိုဆက်လက်တည်တော့တာမကြိုက်ဘူးကွာမင်းနဲ့အောက်ထွက်တာကိုလည်းငါမကြိုက်ဘူးဟိုမင်းစာမေးပွဲမှာအဆင့်ကြီးကြာနေရအောင်လည်းငါမလိုလားပြီးတော့ငါအပြင်အခြားချက်ကိုမင်းစိတ်ဝင်စားနေရအောင်လည်းငါမဖြစ်စီခြင်းဘူးကွာငါမင်းကိုစတွေ့ကြချစ်မိသွားတာပါကွာအဲ့တော့မင်းဟုတ်ပါနော် ဟာဟဲ့မင်းငါ့ပြီးတော့လာမလုပ်တဲ့စာတွေ့ရချစ်မိတာပါဟုတ်တယ်တနေကုန်လို့စကားတစ်ခုမှမပြောတဲ့ကောင်ဟာဘယ်လူလင်ရတင်ပေးတယ်လို့စကားကြီးတက်လာတယ်ဟာတော်ကွာအဲ့ဒါပဲကောင်းတယ် သူတဲ့ထမင်းထစားအောင်လေကွာ ဟဲ့ငါမစားဘူးကွာငါဘာမှမစားဘူးမင်းချက်ချမလို့ကိုမစားတာကွာရောက်တဲ့ငါမင်းကိုလေစတွေ့ကြချစ်မိသွားတာပါကွာ နေကကြောမင်းအခန်းကိုပြန်သေးဘူးလား ဟင်းမပြန်သေးဘူးမင်းရုံလားမင်းကိုငါသိချင်လို့လေ စောင့်ကြည့်အောင်ပါပေါ့ ငါလုပ်ပဲအာဖြည်းဖြည်းလုပ်ပါ ဖြည်းဖြည်းလုပ်တာပဲလေမင်းငါ့ကိုတကယ်ချစ်တယ် မင်းကဘယ်လိုထင်လို့လဲအာ ရှုံးတန်းရကုန်မရှိဘူးဘာလုပ်တာလဲ ရှုံသက်တည်ပြောင်းမလို့